အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စတဲ့ရာစုကဖယံတစ်ပါးဟာကွဲပြားရှုပ်ထွေးနေတဲ့တိုင်းပြည်ကိုစီးလုံးနဲ့ယဉ်ကျေးမှုအင်အားချင်းတွေကအဖြစ်ဘလို့ပြောင်းလဲခဲ့တယ်လဲဆိုရင်စိတ်ဝင်စားစရာသမိုင်းဝင်ဆက်လန်တပုတ်ကိုလေ့လာသွားကြပါမယ်ခရစ်နှစ်1444ခုနှစ်မတိုင်ခင်ကပကံပြည်ကစိတ်ကူးနဲ့ပုံဖော်ကြည့်လိုက်ကြရအောင်ဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီအချိန်ကပကံဟာယုံကြည်မှုတွေကိုးကွယ်မှုတွေအကြီးအကျယ်ရှုပ်ထွေးနေတဲ့နေရာတစ်ခုပါတိကျသေးချတဲ့စရိတ်ပိုင်းဆိုင်ရာလက်ညှို့မှုဆိုတော့လုံးဝကိုမရှိသလိုဖြစ်နေပြီးအရန်ကိုကွဲပြားဆူယုံနေတဲ့အခြေအနေမျိုးပေါ့တက္ကရာ1444ခုနှစ်မှာတော့အလွန်အရေးပါတဲ့အချိုးအကွေတစ်ခုဖြစ်လာပါတယ်။အနော်ယထဟာဖဲခင်ကိုနန်းချပြီးထိနှန်းဆုပ်ဆန်နေတဲ့နောင်တော်စုကတ်တေကိုစစ်တိုက်ဖို့အင်အားစုဆောင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲကြီးဖြစ်လာရင်ပြည်သူတွေတေချေပြက်စီးပြီးသွေးချောင်းစီးမဲ့အဖြစ်ကိုသူကရှောင်လွှဲချင်ခဲ့တယ်လေ။ဒါကြောင့်နောင်တော်နဲ့မြင်းကားပအရာမှာတဦးချင်းမြင်းစီချင်းထိုးခဲ့ပြီးအနိုင်ရရာကနေပကံထိနှန်းကိုရယူနိုင်ခဲ့တာပါ။ပြည်သူတွေအပေါ်ထားတဲ့စေရနာနဲ့ပြတ်သားမှုကိုအထင်ရှားမြင်နိုင်ပါတယ်။ဒါပေမဲ့နန်းသက်ဆမှာသူရင်ဆိုင်ရတာကတကယ့်ကိုရှုပ်ထွေးလွန်းတဲ့ကိုယ်ဝယ်ယုံကြည်မှုတွေပါပဲဖြစ်မှာပိတ်တနိုးစတဲ့ဟိန္ဒူနဲ့ဖျားတွေနတ်နဂါကိုယ်ဝယ်မှုတွေနဲ့တောเจ้าညီအရေးကြီးရဟန်းတွေဆိုပြီးအဆုံပါပဲအဖွဲ့ကွဲတိုင်းကလည်းတိုင်းပြည်ရဲ့ယဉ်ကျေးမှုကိုသူတို့လိုရာဆွဲနေကြတော့အခြေအနေကတော်တော်လေးကိုရှုပ်ထွေးနေကြတာပါဒီလိုအခြေအနေမှာတိုင်းပြည်ကိုပြန်လဲစီလုံးမှုဆိုရင်မှန်ကန်တဲ့တရားတစ်ခုအရေးကြီးကြီးလိုအပ်နေပြီဆိုတာကိုရရင်တစ်ကြီးကကောင်းကောင်းကြီးသဘောပေါက်ခဲ့ပါတယ်။ကံကောင်းခြင်းလို့တောင်ပိုင်းဒေသကနေစစ်ဖေးရှောင်လာတဲ့အလွန်ငင်းချမ်းတည်ငြိမ်တဲ့ရှင်အရဟံလို့အမိရတဲ့ယဟန်တော်တစ်ပါးပကံကိုရောက်ရှိလာခဲ့ပါတယ်။ဒါဟာအနော်ရထာမင်းရှောက်ဖွေနေတဲ့အဖြစ်တစ်ခုဖြစ်လာခဲ့တာပါ။ရှင်ရဲ့အရဟံဟာအနောယထမင်းကြီးကိုထေရဝါဒဗုဒ္ဓဘာသာနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ထေရဝါဒဆိုတာကအလွန်စစ်တစ်ကြပြီးစီကံကြီးမားရဲ့ကျင့်စဉ်တစ်ခုပါ။ပြသားတဲ့စာရယတပိုင်းဆိုင်ရာလမ်းညွှန်မှုတွေပါဝင်တဲ့အတွက်အဲ့ဒီချိန်ကရှေးဟောင်းပကံပြီးတဲ့ရှုပ်ထွေးနေတဲ့ယုံကြည်မှုတွေနဲ့ဆိုရင်လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေတဲ့တရားလမ်းစဉ်တစ်ခုလို့ပြောလို့ရပါတယ်။ဒီနေရာမှာအရင်ယုံကြည်မှုအဟောင်းတွေနဲ့ရှင်းကြည့်လိုက်ရအောင်။ရှင်အဟာညွန်ပြတဲ့တရားရဲ့ရိုးရှင်းမှုစာရတပိုင်ဆိုင်ရာရှင်းလင်းပြသွားမှုတွေကိုမင်းကြီးကအလွန်ပဲသဘောချနှိမ့်ချိုက်သွားခဲ့ပါတယ်။ဒါဟာရောင်းချချဖြစ်နေတဲ့သူ့ရဲ့တိုင်းပြည်အတွက်အကောင်းဆုံးလက်ညှို့မှုပဲဆိုတာကိုချက်ချင်းမြင်တွေ့သွားခဲ့တာပါ။ဒါပေမဲ့ပြည်သူတွေကိုအမှန်တကယ်စီးလုံးနိုင်ဖို့ဆိုရင်အခုတွေ့ရှိထားတဲ့ယုံကြည်မှုရဲ့အခြေခံအုံမြင့်ထက်တဲ့ပိဋကတ်တော်အစစ်မှန်တွေလိုအပ်လာပါပြီ။ပိဋကတ်တော်ဆိုတာကတော့ဗုဒ္ဓဘုရားရှင်ရဲ့အဓိကသင်ကြားချက်တရားတော်တွေကိုစူးစီးမှတ်တမ်းတင်ထားတဲ့ကျမ်းစာတွေဖြစ်ပါတယ်။ပြဿနာကအဲ့ဒီပိဋကတ်တော်တွေကိုအိမ်နီးချင်းထထုံပြီးကမနုဟာမင်းကအလွန်တိုက်တိုက်ဝုန်းဝန်းစောင့်ရှောက်ထားတာထင်နေလားအချင်းစရာလေးကိုတစ်ချက်ကြည့်လိုက်ရအောင်ပိဋကတ်တော်တွေကိုရဖို့အတွက်လက်ဆောင်ပနာဒီနဲ့တကွရင်ချေးပြူငါစွာတွားရောက်တောင်းခံခဲ့ပေမဲ့ထထုံမင်းဘကရိုင်းရိုင်းဆိုင်ဆိုင်ငင်းပယ်ခဲ့ပါတယ်အဲ့ဒီအခါမှာတော့အနောယထမင်းကြီးနဲ့သူ့ရဲ့နာမည်ကျော်တပ်မှုကြီးလေးဦးတို့ဟာစစ်ချီဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်သမိုင်းမှတ်တမ်းတွေရဒါဟာအလွန်ကြီးကျယ်တဲ့မြို့တိုင်းတိုက်ပွဲကြီးပါအနောယထမင်းရတပ်တွေဟာထထုံပြည်ရဲ့မြို့ရိုးကိုဖောက်ဝင်နိုင်ဖို့နိုင်ငံခြားသားကလာညီနောင်နဲ့ဦးစီရင်ထားတဲ့မောအတပ်တွေပယောကအတားစီးတွေကိုတောင်းအမခန်းကျော်လွှာခဲ့ရတယ်လို့ဆိုစမဖြူကြပါတယ်တကယ့်ကိုအကျိတ်အနေပါပဲနောက်ဆုံးမှာတော့အောင်ပွဲရခဲ့ပါတယ်ဒါပေမဲ့အနော်ရထာမင်းကြီးဟာရွှင်ခွေရတနာတွေကိုပဲအဓိကထားယူဆောင်လာခဲ့တာမဟုတ်ပါဘူးကွဲပြားဆုပ်ယုပ်နေတဲ့သူ့ရဲ့လူအဖွဲ့အစည်းကိုပြန်လည်ကူစားပေးနိုင်မယ်အလွန်ကိုတန်ဖိုးကြီးမားတဲ့ရတနာတွေကိုသိမ့်ပတ်ရယူနိုင်ခဲ့တာပါအဲ့ဒါတွေကဘာတွေများဖြစ်မလဲတကယ်စိတ်ဝင်စားစရာကောင်းတာကပိုကန်ကိုပြန်တယ်လာတဲ့အစ်အမှန်ယတနာတွေဟာယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်တွေဖိနေတာပါပဲပြီးတကတော့၃နှစ်အစုံကျွမ်းကျင်တဲ့အမှုပညာရှင်တွေလက်မှုပညာရှင်တွေနယ်ပညာရှိယဟန်တန်ကားတော်တွေပါဝင်ပါတယ်ဒါတွေဟာလူအဖွဲ့အစည်းအသစ်တစ်ခုဒီဆောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်ဒီလိုမြင့်မြတ်တဲ့ပေးခဲ့တော်တွေကိုပင့်ဆောင်လာပြီးတဲ့နောက်မှာတော့အနောထာမင်းကြီးဟာပကံကိုပြန်ရောက်ရောက်ချင်းပဲကြီးကျယ်ခမ်းနားလာတဲ့ယဉ်ကျေးမှုညံတဲ့အရေးတော်ပုံကြီးကိုစက်တဲ့အကောက်ထဲပေါ်ပါတော့တယ်။ရွှေခေတ်တခေတ်ရဲ့အစပေါ့။သူလှောက်ဆောင်ခဲ့တဲ့အပြောင်းလဲတွေရဲ့စကေးကအလုံးကိုကြီးမားပါတယ်။ပထမဆုံးရှင်အရဟံရဲ့လမ်းရွက်မှုနဲ့တန်တနာကိုတန်ရှင်းရေးလုပ်တာနဲ့စတင်ခဲ့တာပါ။ပြီးတော့တနိုင်ငံလုံးဘာသာစကားတစ်ခုတည်းကိုအပြင်းဆန်နိုင်ဖို့မြန်မာအခရာကိုစံသမတ်ပစ်ထမ်းပြီးပိဋကတ်တော်တွေကိုစနစ်တကျမတန်းတင်ခဲ့ပါတယ်။ကာဟာမီယုံနယ်လောက်ဝန်ကြီးမားတဲ့နိုင်ငံတော်ဒီဆောက်ရေးလုပ်ငန်းစဉ်ကြီးတစ်ခုပါပဲ။ဒါပြင်အခုလိုအသစ်ပေါ်ထွန်းလာတဲ့ကိုယ်ကွယ်ယုံကြည်မှုကိုပြည်သူတွေအလွယ်တကူမြင်တွေ့ကြည်ညိုနိုင်ဖို့အတွက်ကြီးကျယ်ခမ်းနားတဲ့အဆောင်အုံတွေကိုလည်းတည်ဆောက်စေခဲ့ပါတယ်။ပိဋကတ်တော်တွေကိုထိန်းသိမ်းဖို့ပိဋကတ်တိုက်တော်ကြီးအားလုံးသိကြတဲ့ရွှေစည်းကုန်းဖျားရွှေရင်မြောင်းဖျားအဆောက်ရှိတဲ့ဘာသာကြီးအဆောင်အုံတွေကိုနိုင်ငံအနှံ့မှာခမ်းနားစွာတည်ထားကိုယ်ကွယ်ခြင်းပါတယ်။ဒီနောက်နဲ့တင်ပြီးသွားလားဆိုတော့မပြီးသေးပါဘူး
အသစ်ပြန်လဲစီလုံးထားတဲ့ဒီတရဘာတဲ့ဘုရားဘာသာနိုင်ငံတော်ကြီးကိုပြင်ပရန်သူတွေရဲ့အန်တရယ်ကနေကာကွယ်ဖို့အတွက်နေဇက်ကင်မျိုးပေါင်း43မျိုးကိုပါတပြိုင်နက်တည်းတည်ထောင်ခဲ့ပါတယ်။ဒါဟာရှင်ကျေးမှုအသစ်ကိုကာကွယ်ဖို့အတွက်အရန်ကိုပါနေတဲ့မဟာဗျူဟာမြောက်စီမံခန့်ခွဲမှုကြီးဖြစ်ပါတယ်။ စစ်ရေးအင်အားတီးဆောက်ရမှာစနစ်တစ်ခုတည်းကောင်းနေလို့မရဘူးလေလူသားရည်မိကလည်းအရေးကြီးပါသေးတယ်ဒါကြောင့်အနော်ရထမင်းကြီးဟာစွမ်းရည်သက်တည်နဲ့ပြည့်စုံတဲ့တူရဲကောင်းတွေကိုစနစ်တကျရှာဖွေမြောက်စခဲ့ပါတယ်။သမိုင်းမှာထင်ရှားတဲ့ကျန်စစ်သားငထွေယူငလုံးလက်ဖေညောင်ဦးဖီးစားတဲ့တူရဲကောင်းစစ်တူကြီးတွေဟာအနော်ရထရဲ့စစ်ရေးရည်မှန်းချက်တီကိုအသက်သွင်းပေးခဲ့တဲ့အဓိကလက်ရုံးတွေပဲဖြစ်ပါတယ်။ပြည်တွင်းမှာစစ်ရေးနဲ့ယဉ်ကျေးမှုအရာတွေတောင်းတင်းလာတဲ့အခါအပြင်ဘက်ကိုစက်တင်ဖြန့်ကျက်ပါတော့ဒီအထင်များမြင်ကိုကြီးရဲ့အနော်ရထမြင်ရဲ့လင်းမြန်တဲ့နေမီချဲထွန်စုချေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။တောင်းလေစီ၄ခုနှစ်မှာနန်းတက်တဲ့တောင်း59ခုနှစ်မှာရေးပါတဲ့ထထုံစစ်ပွဲကိုဆင်နွှဲပြီးပြည်တကတော်တွေကိုရယူနိုင်ခဲ့တယ်။နောက်ဆုံးတောင်း14ခုနှစ်မှာတော့အောင်လာမစ်ချေမှာကျွဲရိုင်ခတ်ခံရပြီးကွယ်လွန်ခဲ့ပါတယ်။နန်းတက်33နှစ်အတွင်းမှာမြန်မာနိုင်ငံရဲ့မြေပုံကိုလုံးဝကိုအကြီးအကျယ်ပြောင်းလဲပြနိုင်ခဲ့တာပါ။ နော်ရထားရဲ့ခိုင်မာတဲ့ကာကွယ်ရေးစနစ်တွေနဲ့အင်အားဟာနန်ကြောင်တို့ရဲ့ကျူးကျော်မှုကိုတားဆီးနိုင်ခဲ့ရုံသာမကအိမ်နီးချင်းနိုင်ငံတွေကပါပကင်ရဲ့အာဏာကိုအတိအမှတ်ပြုလေးစားလာရပါတယ်။ရွှေဟောင်ရိုဒရာဒါမှမဟုတ်ထိုင်းရာဇဝင်တွေမှာတော့အနော်ရထားမင်းရဲ့ဖုံးတံကိုအာဏာလွှမ်းမိုးမှုကိုလေးစားစွာနဲ့မတန်းတင်ရေးသားထားတာကိုတွေ့ရပါတယ်